ရဏပိတိဝမ်စီထိသလိုလမ်းကြည်ဤတလုံးလုံးပြုံးမိပါရဲ့ပလုတ်တုတ်ဘုံနဲ့တန်ကလည်းအုံးကြွကြွညမ်းလို့မြေမိုးဝလာထိတုံလောက်ပါပြီတော့တယ်ဖယားတခင်တတ်တော်ထင်ရှားရှိစဉ်ခါကကပိလနေပြည်တော်မှာရှိတဲ့ရွှေနန်းတော်သူအကြွရတော်ရမိဖုရားကချစ်သားရဟုလားရှေ့ဆုံးကကြွလာတာမောက်ဖခမဲတော်ပဲရွှေနန်းတော်မှာမောက်ဖခမဲတော်ထွက်သွားကြတဲ့ကရွှေအိုးကြီးလေးလုံးဟာလေပျောက်သွားတဲ့သားယခုချက်ချင်းပဲအမွေများပွားတောင်းကြလို့စေခိုင်းနေဆိုရင်ပဲရဟုလားမင်းသားကချစ်เสียတီတီတာတာနဲ့ဖခမဲတော်ယခုချက်ချင်းသားတော်အားအမွေများပေးသနာတော်မူပါဖယားလို့တောင်းသည်နဲ့တပြိုင်နဲ့ဖယားစဉ်းစားတော်မူသည်မှာဒီလောကီအမွေတွေပေးလိုက်ရင်တော့ငါဤသားတော်တမ္မရာလဲပြီးအောင်တော်မှာပဲတမ္မရာကလွတ်ရာလောကုတ္တရာအမွေပေးမှတော်ကားကြမှာပဲဆိုပြီးချစ်သားမောက်ကလန်ငါဤသားကိုယခုချက်ချင်းကေတာရိတ်သိမ်းနန်းဝင်နန်းစားတွေပယ်ပြီးမုံမြတ်တဲ့သာသနာတကုံသင်္ကန်းကိုစီးချစ်သားတာရိပုတ္တရာကတရဏဂုံပီတစွာရွတ်ဆိုသင်ကြပြီးရှင်ပြုပေးလိုက်ကြပြီတော့လို့ဖဖယားမိန်တော်မူသောစကားတော်နဲ့အညီရှင်အစရာဟုလာကဟုသာသနာသမိုင်းမှာထင်ရှားပြည်ပြင်းစွာရှိတဲ့ကဲ့သို့ယနေ့သာသနာဒါယကသာသနာဓာယိကာမတို့သည်ထိုထုံးနှံအစဉ်လာကိုနှလုံးသွင်းငါစိတ်မှာမှန်ပြီးဗုဒ္ဓဒေသနာအယောင်လင်းချိန်မှာတော့မန္တအတွင်းမှာလေယဟန်မြတ်တသင်ဒေဆရာအရှင်တို့အားပရိသာပင်ဆင်မြန်းကြတဲ့အပြင်သင်္ကန်းအစလူဝဲအစုံကိုလဲဇဘူးနဲ့တုံအောင်တွေ့ရမြင်ရသူများရဲ့ရင်ထဲမှာတော့ပီတိခုံးလိုက်ဘဝတ်သူစိုက်မတက်အမခန်းကြည်ညိုတရာပွားလောက်ပါပြီးတော့တယ်ကဘာကလည်းဖယားပွင့်တယ်ကဘာနိုင်ငံကလည်းဖယားစကားလိုက်နာပြီးထေရဝါဒကိုလက်ခံကျင့်သုံးကြတဲ့နိုင်ငံအတွင်းမှာဗုဒ္ဓဘာသာအားတတ်ဝင်ယုံကြည်သောလူသားတစ်ယောက်ဤစိတ်ဘဝင်နှလုံးမှာယခုလိုဥဒပုဒ္ဒပရပုဒ္ဒသားနှစ်ဖြာအားသာသနာဓာရိစဒါနမဟာသဘင်ပွဲကြီးဆင်နွှဲလိုက်ကြခြင်းဟာဗုဒ္ဓဘာသာမိဘတိုင်းဤထားရှိအပ်သောအနန္တမေတ္တာများစွာဖြင့်လူဖြစ်ရကြုံနတ်ပြီလို့သုံးတန်စေတနာကိုထုံးစံအသေးချာနန်းနိဗ္ဗာန်သို့မှန်းတိတ်ထန်ရှုကားစတာမို့အလှတကားအလှမတို့ယနေ့ယခုပြုကောင်းမှုကိုမေတ္တာစိတ်မြပေးဝေငှသည်မိစေရမကူကြည်ပြူတရားစေတနာဖြင့်ကောင်းစွာထောက်ရှုကောင်းကျိုးပြု၍သာဓုသာဓုသာဓုလို့ခေါ်ဆိုလိုက်ရပါကြောင်းအလူရှင်အပေါင်းသူတော်ကောင်းတို့Sisi biya ga, aluma ye, bi di
အလူမကြီးပီတိပြလိုက်အလူတော်လူလာကြီးရဲ့ဘယ်လိုများလဲပြောလိုက်တယ်အကျွေးမွေးစေတနာဒါနာဝေဖျားလူကြီးနာလူတကာကြီးလည်းသိပြီးသားပါရက်မြက်ကိုရွေးလူသားကြီးနဲ့ချင်းသာလူနေမှာစီစီမြင်ရန်ကအလူတကာကြီးရဲ့ပီတိဖြစ်လိုက်တာဖျားပင်လို့ရှင်လောင်းလေးကတတလေးကိုစင်မော်တယ်သမီးလေးကိုမျက်နှာတလို့ရွှေလေးလေးပေါ်ထိုင်ငါမီဖျားပင်လို့ရှင်လောင်းလေးကတတလေးကိုစင်မော်တီသမီးလေးကိုမျက်နှာတလို့ရွှေလေးလေးပေါ်ထိုင်ငါပြီမလို့ရေးစချလို့လူပေးကြီးရှင်ဝနာဝလေးလေးတန်းသာရွှေချောင်းကြီးကိုမြင်ကစီချောင်းကြီးပေါ်မှာရွှေခွက်မလို့ရေးစချလို့လူပေးကြီးဖျားပင်လို့ရှင်လောင်းလေးကတတလေးကိုစင်မော်တယ်သမီးလေးကိုမျက်နှာတလို့ရွှေလေးလေးပေါ်ထိုင်ငါမီဖျားပင်လို့ရှင်လောင်းလေးကတတလေးကိုစင်မော်တီသမီးလေးကိုမျက်နှာတလို့ရွှေလေးလေးပေါ်ထိုင်ငါပြီမလို့ရေးစချလို့လူပေးကြီးရှင်ဝနာဝလေးလေးတန်းသာရွှေချောင်းကြီးကိုမြင်ကစီချောင်းကြီးပေါ်မှာရွှေခွက်မလို့ရေးတဲ့ချလို့လူပေးကြီးရှင်ပြုမင်္ဂလာပွဲဆင်နွှဲကြစို့လေထမရေမြစ်ကြီးစီးပါစေမောင်တီလို့လူတနေ့လုံးတရွာလုံးပြောလို့မဆုံးတဲ့အလူ
င်တွေကြဆိုလေထမင်းမြကြီးစီပါစေ မောင်တီလို့လူ တနေ့လုံးပြောလုံးပြောလို့မဆုံးနဲ့အလူ တောင်းလူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာ တို့သားမောင်ရှင်လောင်းလေးသိလာလိုက်တာ သမီးလေးကနဲ့သမီးလားအရင်လာလိုက်တာ မန္တကြီးလက်ခန့်တဲဝါပီတိပြလိုက်တာ တစ်ဖက်မိဘမှုထားပြိုင်ဆက်ရှာတဲ့ ဒါတို့အလီဝါ အခက်ဆိုင်ကြီးပြောစီရတီတောင်းလူကြီးမို့တော့ညစီ မေဟောင်းမိတ်တင်များစုံသည်ရလို့ပြောလို့မဆုံးသည် ကြောက်ရောက်အားပေးကြတာပျော်ရွှင်စရာတို့ရဲ့လူပွဲရော ပြောရဲ့လားလူမကြီးရဲ့ ပြောတော့ဖို့လူလာကြီးရဲ့လူမကြီးရဲ့ တာရှင်ပြုမင်္ဂလာဝဲဆင်းနေကြစို့လေထမင်းမြကြီးစီပါလေ မောင်ကြီးလုံးလုံး တနေ့လုံးတရွာလုံးပြောလို့မဆုံးနဲ့အလူတောင်းလူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာ တို့သားမောင်ရှင်လောင်းလေးသိလာလိုက်တာ သမီးလေးကနဲ့သမီးလားအရင်လာလိုက်တာ မန္တကြီးလက်ခန့်တဲဝါပီတိပြလိုက်တာ တစ်ဖက်မိဘမှုထားပြိုင်ဆက်ရှာတဲ့ ဒါတို့အလီဝါ အခက်ဆိုင်ကြီးပြောစီရတီတောင်းလူကြီးမို့တော့ညစီ မေဟောင်းမိတ်တင်များစုံသည်ရလို့ပြောလို့မဆုံးသည် ကြောက်ရောက်အားပေးကြတာပျော်ရွှင်စရာတို့ရဲ့လူပွဲရောတောင်းလူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာ တို့သားမောင်ရှင်လောင်းလေးသိလာလိုက်တာ သမီးလေးကနဲ့သမီးလားအရင်လာလိုက်တာ မန္တကြီးလက်ခန့်တဲဝါပီတိပြလိုက်တာ တစ်ဖက်မိဘမှုထားပြိုင်ဆက်ရှာတဲ့ ဒါတို့အလီဝါ ဆိုင်ကလည်းကောင်းတယ်ကျွေးမွေးလည်းပြည့်စုံတယ်စီစဉ်တာအရင်ပဲတိုးတယ်အလူတကာကြီးရဲ့ ကြွားရောက်တဲ့ဧည့်သည်စီကားလို့ကြည်ပါကွယ်ဘာလို့သေးလဲပြောကွယ်လူမကြီးရဲ့ လောင်မင်းလေးလေးလူချင်းနဲ့နောင်နဲ့တွေ့လဲလူချင်းနဲ့နောင်တနေရဆက်ပါရမီပြည့်မဲ့လူတကာကြီးရဲ့လောင်မင်းလေးလေးလူရမယ်နောင်နဲ့တွေ့လဲလူရမယ်နောင်တနေရဆက်ထောင်းမခွဲပါလူမကြီးရဲ့ချက်တည်းရှိရဲ့ ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ် မောင်ရီလောင်လေးရကြည့်ရတာချက်တည်းရှိရဲ့ ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ် ပြောပါတယ်လူကြီးပေးရလို့ကွယ်ပြောပါတယ်ထမင်းချောင်းစီမောင်တီလူရဲ့လူရာနာကုသိုလ်ယူမဲ့ကိုလည်းပြောတယ်မိလည်းပြောတယ် တ
ကကြီးရဲ့ကြွားရောက်တဲ့ဧည့်သည်စီကားလို့ကြည်ပါကွယ်ဘာလို့သေးလဲပြောကွယ်လူမကြီးရဲ့နောင်မင်းလေးလူချင်းနဲ့နောင်ရတွေ့လဲလူချင်းနဲ့နောက်တနေ့အဆက်ပါရမီပြည့်မဲ့လူမကြီးရဲ့နောင်မင်းလေးလူရမယ်နောင်ရတွေ့လဲလူရမယ်နောက်တနေ့အဆက်ထောင်ရမခွဲပါလူမကြီးရဲ့ချက်တည်းရှိရဲ့ငါတို့သမီးလေးကိုနာတာလူချင်နူတယ်မောင်ရင်လောင်းလေးရကြည့်ရတာချက်တည်းရှိရဲ့ငါတို့သမီးလေးကိုနာတာလူချင်နူတယ်ပြောပါတယ်လူကြီးပြရလို့ကွယ်ပြောပါတယ်ထမင်းချောင်းစီမုံတီလို့ရဲ့လူဒါနာကုသိုလ်ယူမဲ့ကိုလည်းပြောတယ်မေးလည်းပြောတယ်အလူမကြီးကပြိခရာသင်ငန်းရွယ်လို့ပြုံးဝိစာမောင်ရင်လောင်းငါမြေပေါ်မှာဒိုးဘဝိုင်းငါမြန်ရပြဥရွှေရိုးလဲကနေကိုနောင်ကိုင်းတို့လာတယ်များရှင်လောင်းလဲလို့လာပြီခမညာဟောကြည်ပါဗျကြည်နူစရာလူမင်္ဂလာထမေချောင်းစီမောင်တီနိုးသာရောက်လာမြမရွေးကုသိုလ်ပါတာရှင်ပြတဲ့အလူပါမိဘဆူတွားအလူပါတာရှင်ပြတဲ့အလူပါမိဘဆူတွားအလူပါဘာဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာဆိုင်ငါမိုက်တဗျပိတ်တကြီးနဲ့ပါတဗျတရွာလုံးမဲကြော်နေတာတို့ဘဝိုင်းငါညိုင်နေဗျဥရွှေရိုးနဲ့ကနေတာကိုနောင်ကိုင်းတို့လာတယ်ဗျလူမျိုးလေးတို့ရှိုးနေတာဟောကြည်ပါဗျကြည်နူစရာလူမင်္ဂလာထမေချောင်းစီမောင်တီနိုးသာရောက်လာမြမရွေးကုသိုလ်ပါတာရှင်ပြတဲ့အလူပါမိဘဆူတွားအလူပါတာရှင်ပြတဲ့အလူပါမိဘဆူတွားအလူပါဘာဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာအလူမကြီးကပြိခရာသင်ငန်းရွယ်လို့ပြုံးဝိစာမောင်ရင်လောင်းငါမြေပေါ်မှာတို့ဘဝငါမြန်ရရာဥရွှေရိုးလဲကနေတာကိုနောင်ကိုင်းတို့လာတယ်ဗျရှင်လောင်းလဲလို့လာပြီဗျ
တိမထင်နဲ့ကိုနောင်ကိုင်ပေါ်တိတိမထင်နဲ့ကိုနောင်ကိုင်လူပုံအလဲမစတာနဲ့စတိုင်လူပုံအလဲမစတာနဲ့စတိုင်အုံမာရန်ဒီပပဝတီတောင်းလာပြန်ရင်နိုင်ဒီကောင်မလေးမပါရင်ပွဲမစီနိုင်ဘယ်လိုလဲစမလာသလားဝိုင်းချီနေသူပြိုင်ဆက်စနိုလီမနေနိုင်ဆက်စနိုလီမထိုင်နိုင်ကျမကိုနောင်ကိုင်။
မောင်တီလို့သာအလူကြီးပေးကအလမရေးစင်အလူမကြီးရာပြုံးချွေလို့သာတို့သမီးလေးကိုနာတာလို့အလူကြီးပေးနေတာ ဒီမရှိလူတကာကြီးရဲ့ကဲပို့လိုက်တာခန္ဓာတေဝမန္တကြီးကိုငေကသာတို့သားလေးကိုရှင်ပြူပေးလို့လူတကာကြီးလည်းပြောလို့ပြောနေရှာ ရန်နီအဝေးကမကြမ်းမိတ်ပေါင်းတွေဆုံးသွား ကြောက်ရောက်ချင်းကြီးကြတဲ့ကျမတို့လူဝေးလာ နိဗ္ဗာန်ရီမန်းမလန်းကိုမျောသာသာ ဒါနာမျိုးစင်ချလို့လူကြီးမိမ ပြောရဲ့လားဟဲ့အလူမကြီးရာ ပြောတာပေါ့အလူတကာကြီးများစိတ်တူကိုတူတရားတရားလေးတူလက်လုံးသားတို့ခေါ်တဲ့လူ ဘုံရလာတဲ့ဒီလူတတိရှိတဲ့ဒီလူရောစီဒီလူလို့တတောင်းကြီးကကြောက်လူမေလူ ဓမယေချောင်းစီမောင်တီလို့သာအလူကြီးပေးကအလမရေးစင်အလူမကြီးရာပြုံးချွေလို့သာတို့သမီးလေးကိုနာတာလို့အလူကြီးပေးနေတာ ဒီမရှိလူတကာကြီးရဲ့ကဲပို့လိုက်တာခန္ဓာတေဝမန္တကြီးကိုငေကသာတို့သားလေးကိုရှင်ပြူပေးလို့လူတကာကြီးလည်းပြောလို့ပြောနေရှာ ရန်နီအဝေးကမကြမ်းမိတ်ပေါင်းတွေဆုံးသွား ကြောက်ရောက်ချင်းကြီးကြတဲ့ကျမတို့လူဝေးလာ နိဗ္ဗာန်ရီမန်းမလန်းကိုမျောသာသာ ဒါနာမျိုးစင်ချလို့လူကြီးမိမ ပြောရဲ့လားဟဲ့အလူမကြီးရာ ပြောတာပေါ့အလူတကာကြီးများစိတ်တူကိုတူတရားတရားလေးတူလက်လုံးသားတို့ခေါ်တဲ့လူဘုံရလာတဲ့ဒီလူတတိရှိတဲ့ဒီလူရောစီဒီလူလို့တတောင်းကြီးကကြောက်လူမေလူ ရ
ကြီးလို့ခေါ်တဲ့အပန်းလေးရင်တဲ့ကြာရောင်တွေတာလိမ္မာကြီးတာလိမ္မာကြီးမတော်မီကြီးသူရှင်မိဘနှစ်ပါးကစံချပြီးရှိခိုးရတော့မယ်ကွယ်အလူတကားကြီးစံချသွားရပါစို့ကွယ်စံချသွားရပါစို့ကွယ်တတိတ်ကလေးလွယ်ပြီးစွမ်းခံခတ်တဲ့ချိန်လေးကိုအမေဆောင်ရနေမယ်ကွယ်အနည်းရင်တွေကသာမဏေလေးရဲ့မမေမြင်ညင်လိုက်ကွယ်တပိတ်ကလေးလွယ်ပြီးစွမ်းခံထတဲ့ချိန်လေးကိုအမေဆောင်မျှော်နေမယ်ကွယ်အမိတွေကသာမဏေကြီးရဲ့မမေမြည်ကြီးလှပြီကွယ်ဒီညရာပွားလို့အမေတို့စံချရအောင်ကွယ်အလူတကားကြီးစံချသွားရပါစို့ကွယ်အလူတကားကြီးစံချသွားရပါစို့ကွယ်တာရှင်လောင်းလေးအမိသားကြီးကျေးဇူးဆက်လေးဘယ်နဲ့ရမလေးဘယ်တော့ဝမလဲလို့တကမကြီးလို့ခေါ်တဲ့အတန်လေးရှင်နဲ့ကြာရမယ်တာလိမ္မာကြီးတာလိမ္မာကြီးမတော်မီကြီးသူရှင်မိဘနှစ်ပါးကစံချပြီးရှင်ခိုးရတော့မယ်ကွယ်အလူတကားကြီးစံချသွားကြပါစို့ကွယ်စံချသွားကြပါစို့ကွယ်
လားသူတို့လီရကြဘူးအမြလို့အလူတကအ